စာဝေးပေါ်မှာမတော်တဆပေးကြံသွားတဲ့သွေးစလေးတစ်ဆက်ကိုမြင်ုံကြည့်လိုက်ပါဗျာခုနေ့ကတိတိ ကြားတဲ့အထိအဲ့သွေးစလေးထဲမှာရှိတဲ့ virus ဟာဘယ်လဲအခြားသူတယောက်ကိုကူးစက်နိုင်စွမ်းအပြည့်ရှိနေတော့မယ်လို့ပြောရင်ယုံနိုင်မလား တကယ်ကိုမယုံလိုက်စရာပဲနော် ဟုတ်တယ်ဗျာ ပို့ဆိုတာက သူဟာ HIV ပိုးထအစတရားကနေတစ်ထောင်ထိကူးစက်နိုင်စွမ်းပိုးမြန်နေတယ် ဟုတ်ပါတယ် ဆိုတော့ဒီနေ့ကျွန်တော် တို့ရဲ့တေးစိတ်လေးလာဆွေးနွေးမှုမှာကဝါတဝမ်းကလူတန်ပေါင်း300ကျော်ကိုအတန်တိတ်ကူးစက်ထားတဲ့အသေးယုံအသားဝ B ပိုးဝလဲ hepatitis B ရဲ့တကယ်အစစ်မှန်တဘာဝကိုဆွေးနွေးတော့မှာပါ ဟုတ်ကဲ့ဒီလေးလုံးမို့ကျမတို့ကကဘာကျမ်းမာရေးအဖွဲ့အစည်းပြီးတော့မြန်မာနိုင်ငံမျိုးသားအသေးယုံယောဂထိန်းချုပ်ရေးအစီအစဉ်နောက်ပြီးတယ်လီကျမ်းမှာအမေရိကန် HHS အဖွဲ့အစည်းနဲ့ Australia နိုင်ငံက Liver World တို့လိုယုံကြည်စိတ်ချတဲ့နေရာနေတဲ့ချစ်လက်တွေကိုဒေချာစူးစီးထားပါတယ် မှန်ပါတယ်ဗျာ ဒီအချက်လက် ဒီကိုဖတ်ကြည့်ရင်းနဲ့လေကျွန်တော်တကယ်ကိုအံ့တော်သွားမိတဲ့ဂင်္ဂနန်တစ်ခုရှိမြန်မာနိုင်ငံကအထက်ကင်ဆာဖွပွားမှုအားလုံးရဲ့60%ဟာဒီ B ပိုးတစ်ခုတည်းကြောင့်ဖြစ်နေရတယ်ဆိုတာပဲဗျာယောဂတစ်ခုတည်းကနေကင်ဆာဖြစ်နှုန်းအဲ့ဒီလောက်ထိကြီးမားနေတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပေါ့ အဲ့ဒီ60%ဆိုတဲ့ဂင်္ဂနန်းကတခဲကိုထိတ်ရန်စေရကောင်းပါတယ်ရှင်။ဟိုဒီအခြေအနေကိုနားလည်ဖို့ဆိုရင်မြန်မာနိုင်ငံရဲ့မြေပြင်အခြေအနေကိုအရင်ဆုံးကြည့်ရမယ်လေ။2015ခုနှစ်စစ်တမ်းနဲ့အရဆိုရင်လူဦးရေရဲ့6.5%မှပြီးဖို့ရှိနေပါတယ် 6.5%နှုန်း ။ဟုတ်တယ်။အမျိုးသားတွေမှာဆို9%နဲ့အမျိုးသမီးတွေမှာ9.5%ရှိတယ်။အထူးသဖြင့်ရန်ကုန်လိုလူနေထူထပ်တဲ့နေရာမျိုးမှာဆိုရင်ကူးစက်မှုက12.3%အထိတော့မြင့်တက်နေတာတွေ့ရတယ်ရှင် ဟာစနတက်တမ3%ဆိုတာတော်တော်များတာပဲဗျာဒါမဲ့ ဒီတော့ကိုးစက်မှုတွေ များနေတာတော့လူတွေကဘာလို့သတိမထားမိကြတာလဲ ။အဲ့ဒါကဒီယောဂရဲ့အကြောက်ဆုံးအချက်ပဲလीအသက်9နှစ်အောက်ကလေးတွေနဲ့ကူးစက်ခံရသူအတော်များများမှာဘာလက္ခဏာမှမပြဘူးရှင်။တချို့မှာတော့ဖျားတာမျိုးစီးရောင်ရက်တာမျိုးအသားဝါတာမျိုးပြတတ်ပေမဲ့အများစုကကိုပြောင်းနေတာပါ နေပေါင်းယောဂတစ်ခုကအသေးကိုကန်ဆာဖြစ်တဲ့အထိဒါမှမဟုတ်အသေးချုပ်သွားတဲ့အထိဖြစ်စီးနေတယ်ဆိုပြီးတခုခုတော့နာကျင်တာခံစားရတာမျိုးရှိတဲ့နဲ့မဟုတ်ဘူးလားဗျာဘာလို့လက္ခဏာလုံးဝမပြပဲနေနိုင်ရတာလဲ အဲ့ဒါက virus ရဲ့အလုံးလုံးပုံရန်တရားနဲ့ဆိုင်ပါတယ်ရှင်။ Bibo virus ကအသေးဆက်လေးထဲဝင်သွားတဲ့အခါသူ့ကိုယ်တိုင်က cell တွေကိုတိုက်ရိုက်မဖြစ်စီးပါဘူး ဟေး သူကမဖြစ်စီးဘူးဆိုတော့ သူကဖြစ်စီရတယ် သူကဟိုလေကိုပြောက်သူ့လျို့လိုမျိုးအလုံးလုံးတာပါအသေးဆိုတဲ့စိတ်လုံးကြီးတဲ့ကိုခိုးဝင်သွားပြီးစိတ်ယုံရံဆက်ပြီးစီးတဲ့ကိုတုံးပြီးသူ့ကိုယ်သူပွားများနေတာလူကဘာမှမခံစားရဘူးပြဿနာကဘဲချင်းမှာစလဲဆိုရင်ကျမတို့ခံစားကိုယ်ရဲ့ခုခံအားစနစ်တနည်းအားဖြင့်လုံခြုံရေးတပ်ဖွဲ့တွေကအဲ့ဒီသူ့လျို့ကိုကြည့်မိသွားတဲ့အချိန်ပါပဲ တော့လုံချိုရတက်ကတန်ထိုက်တာပေါ့ အတိအကျပဲရှင်အဲ့ဒီခါမှာခုခံအားစနစ်က virus ကိုတပ်ဖို့အတွက်ယောဂပိုးဝင်နေတဲ့အသေးဆက်တွေကိုပါလိုက်ပြီးဘုံကျဲဖျက်ဆီးပါတော့တယ်အသေးယုံနဲ့အသက်6လဲဆိုတာ virus ကြောင့်တိုက်ရိုက်ဖြစ်တာတဲ့ခန္ဓာကိုယ်ရဲ့ခုခံအားက virus ကိုတိုက်ထုတ်ရင်းနဲ့ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးလို့ပြောရင်ပုံမှန်မိုင်းမယ် ဒါဆိုရင် virus ကြောင့်တန်ရာရတာမဟုတ်ပဲကိုခံအားက တန်တိုက်တဲ့စစ်ပွဲ ကြားထဲမှာအသက်ကမျက်စာပင်ရှိသွားတဲ့သဘောပေါ့ ပြီးအသက်မှာကနာကျင်မှုကိုတီးတဲ့အာယုံကြောတယ်မရှိဘူးလေစက်ယုံတစ်ခုလုံးပြိုကျခါနေအခြေအနေရောက်မှာလူကလက္ခဏာစပြတာပါ ကြောက်စရာကြီးပါလားဗျ ဒါပေမဲ့ခုနကင်းကနန်းကို ပြန်ကောက်ရရင်လေမြန်မာနိုင်ငံ မှာဘာလို့အသက်ခင် စာဖြစ်နှုန်းက60%အထိအစမတန်မြင့်နေရတာလေ တခြားနိုင်ငံလေး နဲ့ခွာခြားနေတဲ့အကြောင်းရင်းတစ်ခုခုများရှိရတော့လား ရှိတယ်ရှင်အဲ့ဒါကတကက်ကိုအရေးကြီးတဲ့ဇီဝဝေဒဆိုင်ရာကွာခြားချက်တစ်ခုပါ virus တိုင်းမှာသူ့ရဲ့မျိုးရိုးဗီဇမျိုးစားတွေကွဲပြားမှုရှိပါတယ်လေ့လာချက်တွေရမြန်မာနိုင်ငံမှာအများဆုံးတွေ့ရတဲ့ B ပိုးဟာ genotype C လို့ခေါ်တဲ့ဗီဇမျိုးကွဲချိနေတာကိုတွေ့ရတယ် genotype C တာ သူကဘာထူးခြား ရလို့လေ ဥပမာရန်ကုန်မှာဆိုရင်ဥစက်ခံရသူတွေရဲ့89%လောက်ကအဲ့ဒီ genotype C ရဲ့မျိုးစားဖြစ်နေပါတယ်ဒီဗီဇမျိုးကွဲကအခြားအမျိုးအစားတွေနဲ့မတူဘဲအသက် cell တွေရဲ့ DNA လည်းကိုပိုပြီးနဲ့ရှိုင်းထိုးဖို့မရောက်နိုင်လို့ပါရှင် ရှင်းပြပါ ပေါ့ဗျာ ခုနတူလျိုကူပမာနဲ့ပြန်ဆက်ရရင်လေရိုးရိုးတူလျိုကစိတ်ယုံစဲဝင်ဒီပုံးနေအောင်တက်တက်ဆိုရင် genotype C ကတော့စိတ်ယုံရဲ့အဓိကထိန်းချုပ်ရေးစနစ်ကိုပါဝင်ရောက်ပြုပြင်ပြောင်းလဲဖြစ်နိုင်တဲ့အစစ်မြင့်တူလျိုမျိုးပါဒီလို DNA ကိုတိုက်ရိုက်ထိခိုက်စေတဲ့အတွက်အသက်ကန်စာဖြစ်ဖို့ပိုပြီးလွယ်ကူသွားစေတာဖြစ်ပါတယ်ရှင် ဝါ
virus ကို နိုင်ငံကိုပိုပြီးကျန်းတဲ့မျိုးဝက်ဆင်နေတာပေါ့ဒါပေမဲ့ဒီ virus က HIV ထက်တောင်ကူးစက်ဖို့အစစ်တရားနဲ့တထောင်အထိပိုလွယ်တယ်ဆိုတာကကို ဘလို့ပုံစံနဲ့ ကူးစက်နေလို့လေ virus ရဲ့ကူးစက်နိုင်စွမ်းကတကယ်ကိုအမခံပါပဲရှင်။သူကပတ်ဝန်းကျင်အပူချိန်နဲ့6သွင်းမှုတံကိုခံနိုင်အလွန်မြင့်မားတဲ့အခွာနဲ့ဖွဲ့စည်းထားတာပါ။အဲကြောင့်ခန္ဓာကိုယ်ပြင်ပကစားဝဲခုံလို့တကားလက်ကိုင်လို့တမယာဝတ္ထုတွေပေါ်မှာတော့အ ਨੇ ဆုံး9ရက်ထိအသက်ရှင်နေနိုင်တာဖြစ်ပါတယ်ရှင် ခုနှစ်ရက်ကြီးများတော့ဒါဆိုနေ့စဉ်လူနေမှုဘဝမှာဘယ်လိုမျိုးအန်တီရည်ရှိနေလဲ ။ဒီကိုင်းနေကူးတယ်ဆိုတာတော့သိတယ်။အဓိကကူးစက်တဲ့လမ်းကြောင်းတွေကတော့အကာအကွယ်မဲ့လိန်ဆက်ဆန်တာမူရစေဝါထုရဲ့အတ္တအတူတုံးတာပိုးတိတ်ချမတတ်ချတဲ့ဆိုင်တွေမှာတထူးထိုးတာနားဖောက်တာတွေဖြစ်ပါတယ် ဟုတ်ကဲ့ ။နောက်ပြီးကိုယ်တိုင်သတိမထားမိပဲနေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့သွားဖို့တန်တဲ့မုတ်ဆက်ရိတ်တာအတူသုံးတာကနေလဲကူးစက်နိုင်ပါတယ်ရှင်။အဲ့ဒီပစ္စည်းတွေမှာမျက်စိနဲ့မမြင်ရတဲ့သွေးအနှဲငယ်ကျန်ခဲ့ရင်တောင်နောက်တစ်ယောက်ရဲ့အရေးပြပေါက်ပြဲရာကနေတဆင့်အနက်တကူဝင်ရောက်သွားနိုင်လို့ပါ အဲ့ဒီနေရာမှာကျွန်တော်တခုမေးချင်တာရှိတယ်ဗျာလူတွေအများဆုံးစိုးရိမ်ကြတာကအတူစားတောက်တာရေခွက်အတူသုံးတာမျိုးတွေလေ ဟုတ် ရင်းမိတဲ့မှာတော့အတူစားတောက်တာနားချေချောင်းဆိုးတာပွေဖတ်နှမ်းရှုံတာနဲ့မိခင်နို့တိုင်ကျွေးတာတွေကနေမကူးစက်နိုင်ဘူးတော့အတိအကျဆိုတာလေ မှန်ပါတယ် တကယ်လို့အတူထင်းစားတာ ရင်ဆုံးအတူသုံးတာတွေကဘေးကင်းတယ်ဆိုရင်လေ ဘာဖြစ်လို့ကလေးကို အစာဝါကျွေးတာကကျွန်တော်အင်မတန်အန်တယ်များတယ်လို့သတ်မှတ်ရတာလေစားစရာဆိုတဲ့သဘောတရားချင်းကအတူတူပဲမဟုတ်ဘူးလား အာဒါကတော်တော်လေးစိတ်မစားဖို့ကောင်းတဲ့ကွာခြားချက်တစ်ခုပါရှင်ကွာခြားသွားတာကအစားအစာဟုတ်ပဲသူ့ပါဝင်သွားရင်ရှိမရှိပါပဲသာမန်အားဖြင့်ဟင်းရီအတူတုတ်တယ်ဇုံအတူတုံးတယ်ဆိုတာကတန်တွဲအချင်းချင်းထိတွေ့ရုံတတ်ပါဘီဘိုးကတန်တွဲကနေတဆင့်ကူးစက်နိုင်လောက်တဲ့အထိပမာဏမများပါဘူးရှင် ဟုတ်ပြီဒါဆိုဝါကျွေးတာကတော့ လူတယောက်ကအစာကိုကျင်းရက်အောင်ဝါလိုက်တဲ့အခါအထူးသဖြင့်သွားဖုံးရောင်နေတဲ့သူတွေသွားတတ်ရင်သွေးထွက်တတ်တဲ့သူတွေမှာဆိုရင်လေသွားဖုံးကနေမျက်စိနဲ့မမြင်ရတော့တဲ့သွေးအနှဲငယ်ရိုးစင်းထွက်လာပြီးအစာနဲ့ရိုးသွားတတ်ပါတယ်အဲ့ဒီသွေးရည်ကြီးလေးတွေရိုးနေတဲ့အစာကိုခလိကခွင်ကျွေးလိုက်တဲ့အခါကူးသွားတာပါ ဩဘာ တစ်ထက်ကပေါက်ပြင်း ဒီတဲ့နေရာလေးတွေကနေဝင်သွားတာပေါ့ ဟုတ်တယ်ရှင်ကလေးတဲ့ကားပေါက်ခါစားသွားဖုံးလေးတွေနဲ့တဆင့် virus ကအလွယ်တကူသွေးကြိုးလေးရောက်သွားပါတော့တယ်ကလေးငယ်တွေအတွက်က virus ပမာဏအနည်းငယ်လေးဝင်သွားတာနဲ့ကူးစက်ခံရဖို့လုံလောက်နေပါကတည်းဒါကြောင့်ကလေးကိုအစာဝါကျွေးတာကအင်မတန်အန္တရာယ်ကြီးတယ်လို့အသိပညာအရတင်းတင်းကြပ်ကြပ်တားမြစ်ရတာပါရှင် ရှင်းတော့ပြီဗျာတွေးကြုံတာတန်ရကြီးတွေ ဟိုလမ်းကြောင်းပွင့်သွားတာကိုဟိုကူးစက်ခံရတဲ့အသက်အရွယ်နဲ့ပတ်သက်ပြီးတော့လေလူကြီးတွေနဲ့ကလေးတွေကြားမှာကွာခြားချက်ကြီးမားမားရှိတယ်လို့သိရတယ် ဟုတ်ပါတယ် ။ဘာလို့လူကြီးတွေမှာကူးစက်ခံရရင်နာရာရှည်ဖြစ်ဖို့900ခိုင်နှုန်းပဲရှိပြီးကလေးရွယ်အထူးသဖြင့်မွေးကင်းစရွယ်မှာကူးစက်ခံရရင်90ခိုင်နှုန်းထိနာရာရှည်ယောဂရှိနေဖြစ်သွားရလေဗျာ အဲ့ဒါကခုခံအားစနစ်ရဲ့ရင်ကျမှုအဆင့်နဲ့တိုင်းရိုက်သက်ဆိုင်နေပါတယ်ရှင်လူကြီးတယောက်ရဲ့ခုခံအားစနစ်ကရန်သူကိုခွဲခြားသိမြင်နိုင်စွာအပြည့်အဝရှိနေပါပြီ ဟုတ် ဒီဖူးဝင်လာတဲ့တောင်းကတော့ခန္ဓာကိုယ်ရအဲ့ဒါမဟုတ်ဘူးတူတူတူပဲဆိုတာကိုချက်ချင်းသိပြီးပြင်းပြင်းထန်ထန်တိုက်ထုတ်ပြလိုက်တယ်ဒါကြောင့်လူကြီး95ရာခိုင်နှုန်းက virus ကိုအပြည့်တိုင်းချင်းထုတ်နိုင်သွားတာပါ ဒီလေးတွေကြတော့ရဗျာ ဝေကင်းစားကလေးငယ်ရဲ့ခုခံအားစနစ်ကအဲ့လိုမဟုတ်သေးပါဘူးရှင်ဒီသူကဘာကကိုယ်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းလဲဘာကပြင်းမကဝင်လာတဲ့ရန်သူလဲဆိုတာကိုသင်ယူနေစေအစိတ်မရှိသေးတဲ့ อืม အဲ့ဒီအချိန်မှာဘီဖိုးဝင်လာတဲ့အခါကလေးရဲ့ခုခံအားစနစ်က virus ကိုရန်သူလို့မမြင်တော့ပဲကိုယ်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုလိုအထင်မှားပြီးလက်ခံထားလိုက်ပါတယ်အဲ့ဒီလိုနဲ့ virus ကခန္ဓာကိုယ်ထဲမှာတသက်လုံးအခြေချသွားပြီးနာရာရှည်ဘီဖိုးတန်ဆောင်လူတွေဖြစ်သွားရတာပါရှင့် အဲ့ဒီချက်ကိုကြည့်ရင်လေကျွန်တော်တို့နိုင်ငံမှာမိခင်ကနေကလေးကိုခူးဆက်တဲ့လမ်းကြောင်းကဘာလို့အဓိကပြဿနာဖြစ်နေလဲဆိုတာပေါ်ပြီးပေါ်လွင်လာတဲ့ မှန်ပါတယ်ရှင့် ဒီပိုးရှိနေခြင်းဟာအကျဉ်းစာရေးတာမကောင်းလို့အနေအထိုင်မတက်လို့ဖြစ်ရတာဆိုတဲ့လူတွေရဲ့မာရွေးတဲ့အမြင်တွေကိုလည်းဒီအချက်ကခြေဖြတ်ပြလိုက်တာပဲသူတို့ကိုယ်တိုင်တော့မတိလိုက်ပဲမွေးကင်းစားရွယ်ကနေကကူးဆက်ခံကြရတာဖြစ်နိုင်တာပဲလေ ဟုတ်ပါတယ်အမြင်မှအဲ့ဒီအများကြီးရှိနေတာပါ ဒါဆိုရင်ဒီယောဂါကိုဘယ်လိုကာကွယ်မလဲအရေးပေါ်အခြေအနေတွေမှာဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပိုင်းကိုတွားကြအောင်ဗျာစစ်စေးပါကာကွယ်စိတ်ထိုးပါကိုတာပါဆိုတာကအခြေခံမှုလို့တည်ထားတယ် ဟုတ်ကဲ့ ဒါပေမဲ့မမျောလင်းပဲအရေးပေါ်အခြေအနေမျိုးဟိုဥပမာစီးထွက်ဆူမိတာမျိုးဒါမှမဟုတ်အကာအကွယ်မဲ့လေးဆက်ဆက်မိတာမျိုးဖြစ်သွားခဲ့ရင်အဲ့ဒီချိန်မှာဘာချက်ချစ်လို့ရမလဲဗျာ အဲ့လိုအရေးပေါ်ခြင်းတွေမျိုးမှာအချိန်ကအသက်ပါပဲရှင်အရင်ဆုံးမိမိကိုယ်တိုင်ကကာကွယ်ဆေးအပြည့်အဝထိုးထားခြင်းရှိမရှိအရင်စမ်းစစ်ရပါမယ်ကာကွယ်ဆေးတစ်ခါမှမထိုးဘူးဆိုရင်
ပိုးရှိမရှိအမြန်ဆုံးသွေးစစ်ရမယ် ပွေးစစ်ပြီးတော့ပုံမရှိဘူးဆိုရင်တော့ ပိုးမဖြစ်သေးဘူးဆိုရင်24နာရီအလုံးစုံ9ရက်အတွင်းမှာပေါ့လေ HBIG လို့ခေါ်တဲ့ Hepatitis B immunoglobulin ဆေးနဲ့ပြီးပိုးကာကွယ်ဆေးကိုတပြိုင်တည်းချစ်ချင်းထိုးရပါမယ်ရှင် တကယ် အရင်ကကာကွယ်ဆေးထိုးဖို့တယ်ဆိုရင်ရော အရင်ကကာကွယ်ဆေးထိုးဖို့တဲ့ဆိုရင်တော့သွေးထဲမှာကိုယ်ခန္ဓာအားပမာဏလုံလောက်မှုရှိမရှိပြန်စစ်ကြည့်ဖို့လို့အမှန်အဲ့ဒီပမာဏက10 MIU/ml အောက်ကိုပုံနေပြီဆိုရင်တော့ကိုယ်ခန္ဓာအားကျနေပြီဖြစ်လို့ HBIG နဲ့ထပ်ဆွမ်းကာကွယ်ဆေး booster ပြန်ထိုးဖို့လိုအပ်ပါတယ်ရှင် နေပေါင်းပဲကျွန်တော်နားလည်အောင်ထပ်ပြန်ပြောကြည့်မယ်ဒီ HPIG နဲ့ကာကွယ်ဆေးရန်တရားကအရန်စိတ်ဝင်စားဖို့ကောင်းတယ် ဆိုလိုတာကကျွန်တော်တို့ရဲ့ရဲတိုက်ကို ရန်သူကရုတ်တရက်ဝင်တိုက်တဲ့အချိန်မှာကို့မှာစစ်တပ်ကအသက်မရှိသေးဘူး အဲ့တော့ HPIG ဆိုတာကရန်သူကိုချစ်ချင်းပြိုင်ချဖို့အပြေကနေငားလိုက်ရတဲ့ခြေ လာစစ်သားတွေနဲ့တူ တာပေါ့ ဟုတ်တယ် ခဏပဲနေ အဲ့ဒီအချိန်မှာကာကွယ်ဆေးထိုးတယ်ဆိုတာကဟာဒီ ကျေးစားစစ်သား တိုက်ခိုက်ပေးနေတော့နောက်ွယ်မှာကိုယ်နိုင်ငံသားတွေကိုစစ်တပ်ကြီးတစ်ခုဖြစ်အောင်ရေရှည်အတွက်လေ့ကျင့်ပေးနေတာနဲ့တူရဲဆိုတဲ့သဘောမျိုးလား ကွတ်တိပါပဲရှင်အဲ့ဒီဥပမာကစီးနှမျိုးရဲ့အလုံးလုံးပုံကိုအတိအကျရှင်းပြနေပါတယ် HBIG ဆိုတာအသက်လွတ်ထားတဲ့ပฏิပစ္စည်းတွေဖြစ်လို့ခဏကိုလည်းရောက်တာနဲ့ချက်ချင်းအလုံးလို့ဒါပေမဲ့သူ့ရဲ့တက်တန်းကတစ်လဝင်းကျင်လောက်ပဲခံပါတယ်အဲ့ဒီတစ်လအတွင်းမှာကာကွယ်ဆေးကခဏကိုရခုခံအားစနစ်ကို virus ပုံစံဖတ်မြောက်တင်တန်းပေးပြီးကိုယ်ပိုင်ရေရှည်စစ်တပ်ကြီးကိုတိစောက်ပေးသွားတာပါဒါကြောင့်အရေးပေါ်အခြေအနေတွေမှာစီးနှမျိုးစလုံးကိုဖက်မှန်နေတွဲပြီးထိုးတာဖြစ်ပါတယ်ရှင် တက ကဲ ယ် ကိုပြောမြောက်တဲ့ဇီဝကမဖြစ်စဉ်တစ်ခုပါပဲကဲပိုးရှိနေပြီဆိုတဲ့သူတွေအတွက်ကုသမှုပိုင်းကိုဆက်ကြည့်အောင်ဗျ ဟုတ်ကဲ့ ပိုးရှိသူတွေအနေနဲ့အရက်ကိုရှောင်းကျင်ရမယ်ဆိုတာကတော့အသေးကိုဆိုတာနားလည်ရလွယ်ပါတယ်နောက်ပြီး paracetamol လို့အကဲ့အခက် တောင်းဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်မပါဘဲမတောက်တင်ဘူးလို့ဆိုထားတယ် မှန်ပါတယ်ရှင် ဒါပေမဲ့ ကျွန်တော်ကိုအန်တယ်သွားစေရကလည်းဟင်းခအမွေးကြိုင်တစ်ခုဖြစ်တဲ့နနွင်းကိုရှောင်ရှားဖို့လိုတယ်ဆိုတဲ့အချက်ပဲ ဟုတ်တယ်ရှင် နန်းနွမ်းဆိုတာ အမဟင်းရတိုင်းလိုမှာနေ့စဉ်ပုံနေတဲ့ရာတစ်ခုဖြစ်နေတယ်လေဘာဖြစ်လို့ဒီပိုးဝေဒနာရှင်တွေအတွက်နနွင်းကအန်တယ်ရှိသွားရတာလဲဗျ ဒီအချက်ကိုလူတွေတော့များများတတိမထားမိကြပါဘူးဟင်းချက်ရမှာသုံးလဲတာမန်နနွဲအနန်းငယ်ကပြဿနာကြီးကြီးမားမားမရှိနိုင်ပါဘူးရှင် ဒါဆိုဘလို့သုံးရပြတာ ဖြစ်တာလေ ပြဿနာအသက်ရောက်နေတဲ့အချိန်မှာနနွမ်းကိုဆေးဖက်ဝင်နေဆိုပြီးအစီနဲ့ထုတ်ပြီးပရမာဏများများတောက်တာဒါမှမဟုတ်တိုင်းဆေးတွေဖြစ်ဆွစားတွေအနေနဲ့အများအပြမြည်ဝဲတာမျိုးကိုဆိုလိုတာပါရှင် ။အော်ဆေးလိုမျိုးအများကြီးတောက်တာကိုပြောတာကို ဟုတ်တယ်ခန္ဓာကိုယ်ထဲဝင်လာတဲ့ဆေးဝါးတွေတဘာဝဓာတ်ပေါင်းတီကိုအသေးကနေတဆင့်ဖြိုခွဲပေးရတာပါအသေးမှာ CYP450 လို့မျိုးအန်ဇိုင်းတွေရှိပြီးအဲ့ဒီအန်ဇိုင်းတွေကဆေးတွေကိုဖြိုခွဲပေးတယ် ဟုတ် ပုံမှန်ကျန်းမာတဲ့အသက်ဆိုရင်ကောင်းကောင်းအလုပ်လုပ်နိုင်ပေမဲ့ဒီပိုးချုံယုံရမ်းပြီးအမရွတ်တွေဖြစ်နေတဲ့အသေးမှာကြတော့အဲ့ဒီအန်ဇိုင်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းကအတော်လေးကျဆင်းနေပါပြီ ။သဘောပေါက်ပြီ။အဲ့ဒီတော့မှအများကြီးဝင်လာရင်မနိုင်တော့တာပေါ့ အတီးကြော့ပဲအဲ့ဒီအချိန်မှာနနွဲလိုမျိုးပြင်းထန်တဲ့ဓာတ်ပေါင်းတွေအများကြီးဝင်လာတဲ့အခါကြံနေသေးတဲ့ကျန်းမာတဲ့အသေးဆဲလေးတွေပါဝင်ပြီးသွားပြီးအသေးပျက်စီးနှုန်းပုံမြန်သွားတတ်ပါတယ်။ဒါကြောင့်ဆေးရုံဆေးခန့်သွားလိုက်မိမိမှာဘီပိုးရှိကြောင်ဆရာဝန်ကိုအမြဲကြိုပြောဖို့တိတ်အရေးကြီးတာပါရှင် စိတ်ုံပြက်ကြီးကိုကုံ ။အဲ့ဒီအများကြီးထပ်ပို့လိုက်ကြလို့ဖြစ်သွားတာပေါ့။အခုဆွေးနွေးမှုရဲ့အရေးကြီးဆုံးအပိုင်းတစ်ခုကိုတွားကြအောင် ။ဟုတ်ကဲ့ လိုအပ်မလဲဗျ ဒီကုသမှုကိုဖြစ်တော့ဖို့အတွက်သုံးဆင့်ပါဝင်ရှင်မဟာဗျူဟာတဲ့စီပါတယ်ရှင်ပထမဆင့်အနေနဲ့ကိုဝင်ဆောင်မိခင်တိုင်းပထမ3လပတ်မှာဘီပိုးရှိမရှိမဖြစ်မနေစစ်ရပါမယ်တကယ်လို့ပိုးရှိနေခဲ့ရင်ကိုဝင်ထပ်နှစ်ပတ်ရောက်တာနဲ့ virus တွေမပွားလာအောင်တားဆီးပေးတဲ့ tenofovir လိုမျိုး virus တွေကိုစတင်ရောက်တုံးကြပါမယ်ရှင် ။ဘိုက်ထဲမှာတင်ကူနေပြီလားဗျ ။ဒါမှလူတွေထင်တတ်တာကကလေးကိုဘိုက်ထဲမှာကတဲ့ virus ကူးနေပြီဆိုပြီးတော့ပါ။တကယ်တော့အချင်းကကလေးကိုအတော်လေးအကာအကွယ်ပေးထားပါတယ်တဲ့ ။အော်ဒါဆိုဘယ်ချိန်မှာကူတာလဲ ။မှာပါ။ဝေးလန်းချောင်းကနေထွက်လာတဲ့အချိန်မှာမိခင်ရဲ့သွေးနဲ့ကလေးရဲ့အသားရည်ကပုတ်တိုက်မိပြီးတွေးချင်းရုံတော့သွားတာကနေကူးစားကြတာပါ။ဒါတော့ဘီဘိုးရှိပင်မဲ့ရိုးရိုးပဲမွေးဖွားလို့ရပါတယ်ရှင် ။အဲ့ဒါကြောင့်မို့လို့ကလေးမွေးပြီးပြီးချင်းချိန်ကအရာရေးကြီးသွားတာကို ။ဟုတ်တယ်ရှင် ရေမြစ် ။ရဲ့မွေးငယ်စားကလေးကိုမွေးပြီး12နာရီအတွင်းအလွန်ဆုံး24နာရီအတွင်းမှာခုနကကျွန်တော်တို့ပြောခဲ့တဲ့ခြေစားစစ်သားဖြစ်တဲ့ HPIG အစိတ်ဖြည့်ဆေးရဲ့ကိုယ်ပိုင်စက်သက်တည်ဆောင်မဲ့ပြီးဖို့ကကွယ်ဆေးရဲ့ကိုတပြိုင်တည်းထိုးပေးရမယ်လို့ဆိုထားတယ်။
ဒီ12နာရီဆိုတဲ့အချိန်ကတ်သက်ချက်ကတကယ့်ကိုအသက်သွေးလျှော်ပဲနော် မှန်ပါတယ်ရှင် virus ကလေးရသွေးကြွရဲကနေအဖဲဆဲ ODC ရောက်သွားပြီးအချိန်မချခင်အချိန်လေးအတွင်းမှာချက်ချင်းဝင်တိုက်ရတာငါ ဖြစ်လို့အချင်းပါ သိအရေးကြီးတာ ဟုတ်ကဲ့ နဲ့ ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ဒီ3စင်ပါဝင်တဲ့ကာကွယ်မှုစနစ်ကိုတာတေချာလှုပ်ဆောင်နိုင်မယ်ဆိုရင်မိခင်မှာခလေးတို့ကိုဆက်မှုကို90ရာခိုင်နှုန်းအထိအပြည့်အဝတားဆီးနိုင်ပါတယ်ရှင့် 90ရာခိုင်နှုန်းတောင်တားဆီးနိုင်တယ်ဆိုတော့တော်တော်စိတ်ချရတာပဲ ဟုတ်ပါတယ် ကာကွယ်ဆေးအချိန်ကြီးပြီးသွားပြီးခလေးအသက်6လကနေစနစ်လာကြရောက်တဲ့အခါမှာယောဂကူးစက်မှုမရှိဘူးဆိုတာတေချာစေဖို့တွေးပြန်စစ်ဖို့ပဲလိုပါတော့တယ်ရှင့်ဒီလိုစနစ်တက်ကြကာကွယ်လိုက်ခြင်းအဖြစ်နောက်မျိုးဆက်တဲ့ခလေးငယ်တွေဟာဒီပုံကင်းစစ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါကမြန်မာနိုင်ငံရဲ့အတိုက်ကင်ဆာဖြစ်ပေါ်မှု60ရာခိုင်နှုန်းဆိုတဲ့ပြဿနာကြီးကိုအမြင့်ပြတ်ဖြေရှင်းနိုင်မဲ့တစ်ခုတည်းသောတောချက်ပါပဲရှင့် တကယ့်ကိုမြော ပင်ချက်အပြည့်ဝရအနစ်ချူကြည့်ရရင်အသေးရောင်အသားဝပြီဖို့ဟာအင်မတန်ကူးဆက်လွယ်ပြီးပါလက္ခဏာမှမပြပဲအသေးဆက်ယူကြည့်တဲ့မှာနှစ်ပေါင်းများစွာကိုပြောင်းနေနိုင်တဲ့သူလူလိုယောဂမျိုးဖြစ်ပါတယ် ဟုတ်ပါတယ် ဒါပဲပဲ ရိုမာကျူတင်စစ်ဆေးနိုင်တဲ့နီလန်တွေအရေးပေါ်အခြေအနေမှာကာကွယ်ပေးနိုင်တဲ့ HPIG လို့ဆေးတွေမိခင်ငယ်နဲ့ကလေးကိုကူးဆက်ကကို90ရာခိုင်နှုန်းအထိတားဆီးပေးနိုင်တဲ့3ဆင့်ကာကွယ်မှုစနစ်တွေအပြည့်စုံရှိနေပါပြီ။သိပ္ပံပညာကကျွန်တော်တို့ကိုလက်နက်တွေအပြည့်စုံသက်ဆင်ပေးထားပြီးသားပါ တေချာလာပေါ်ရှင် ။ဒီကနေ့ဆွေးနွေးမှုအဆုံးမှာဆက်လက်တွေးတောကြလေတစ်ခုခြံထားခဲ့ခြင်းပါတယ်ဗျာ။အစားပိုင်းမှာကျွန်တော်တို့ပြောခဲ့တဲ့အချက်လေးကိုပြန်စဉ်းစားကြည့်ပါ။ဒီ virus ဟာခန္ဓာကိုယ်ပြင်ပကတတ်မဲ့အရာဝတ္ထုတွေပတ်ဝန်းကျင်ကစားပွဲခုံတွေတကားလက်ခံနေပုံမှာတော့9ရက်အထိအသက်ရှင်နိုင်စွမ်းရှိတယ်ဆိုတာလေ ဟွန်း ။ဗျာ ကျွန်တော်တို့နေ့စဉ်ထိတွေ့နေဒီ ရတဲ့အများပြည်သူသုံးနေရာတွေမှာဒီကိုပြောက်ရန်သူကဘယ်လောက်အထိခိုအောင်နေနိုင်မလဲဒီလိုမယုံနိုင်လောက်အောင်ခံနိုင်ရရှိတဲ့သဘာဝကိုပြောက်နေနိုင်တဲ့သဘာဝကပဲလူသားသမိုင်းတစ်လျောက်လူပေါင်းတန်း300ကိုအတန်တဲ့ကုသနိုင်မှုတဲ့ virus ရဲ့အလက်က စင်ကပြောင်း တက်လာတဲ့လျှို့ဝှက်ချက်များဖြစ်နေမလားဆိုတာပါပဲဗျဟုတ် ဒီစဉ်းစားစရာပါပဲရှင် ပါတယ်ဒါပေမဲ့သူတို့ဘယ်လောက်ပဲစင်ခဲပြောင်းလဲလာပါစေကျွန်တော်တို့ဘက်ကမှန်ကန်တဲ့အသိပညာနဲ့ကြိုတင်ကာကွယ်မှုတွေသာရှိနေဒီကုသမှုတန်တရားကိုအပြည့်အဝဖျက်တောင်းနိုင်တယ်ဖြစ်ကြောင်းတင်ပြရင်ဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်လိုက်ပါတယ်ဗျ